ကဲဒီနေ့ညရဲ့စိတ်လှုပ်ရှားစရာအပြောင်းရွှေ့သတင်းတွေနဲ့ကျွန်တော်တို့ကမ္ဘာဖလားရဲ့ရင်သက်ရှုမောပွဲကျွန်တော်တို့အခိုက်အတန့်နေစူးစီးပြီးတော့တင်ဆက်ပေးမယ်ကျွန်တော်ဘိုင်ယန်မြူနစ်ရဲ့ကျေပွင့်သစ်ကစားသမားစာရီပါရီပထမဆုံးသတင်းကတော့ကျွန်တော်တို့ဘိုင်ယန်မြူနစ်အသင်းဟာကျွန်တော်တို့ကမ္ဘာဖလားပြိုင်ပွဲမှာမော်ရိုကိုအသင်းအတွက်အဓိကခြေစွမ်းပြနေတဲ့တိုက်စစ်မှုစာရီပါရီကိုကျွန်တော်9နှစ်စာချုပ်နဲ့တရားဝင်ခေါ်ယူလိုက်ပါပြီအသက်25နှစ်အရွယ် PSV တိုက်စစ်မှုဟောင်းစာရီပါရီရဲ့ပြောင်းရွှေ့ကြေးအောင်ကျွန်တော်ယူရိုတန်း90ဝန်းကျင်ရှိပြီးတော့ကျွန်တော်တို့အဲ့အွန်ကြေးယူရို2တန်းလောက်ထပ်တိုးနိုင်ပါတယ်စာရီပါရီကတော့ကျွန်တော်သူဘိုင်ယန်ကိုပြောင်းလာဘူးကျွန်တော်နီးပြကွန်မတီကနေပြီးတော့အဓိကစီးရုံးခဲ့တယ်လို့လည်းသူကထွက်ဆိုခဲ့ပါတယ်အဒီအသင်းရဲ့ကစားကွက်နဲ့လည်းသူနဲ့အဝင်ခွင့်ကြဖြစ်လိမ့်မယ်လို့လည်းသူကယုံကြည်နေပါတယ်သူကကမ္ဘာဖလားအုပ်စုပွဲစဉ်တွေမှာကျွန်တော်ကာတာနယ်သာလန်တို့နဲ့ပွဲတွေအထိမော်ရိုကိုအတွက်အရေးပါတဲ့ဂိုးသွင်းပေးခဲ့တဲ့ကျွန်တော်အဆုံးဖြတ်ပယ်နယ်တီကိုပါကျွန်တော်သွေးအေးနဲ့ကန်သွင်းခဲ့ပြီးအသင်းကိုအဆင့်ဆင့်ပို့ဆောင်ပေးခဲ့တဲ့ကစားသမားပါကျွန်တော်စပါအသင်းရဲ့ကလပ်စံချိန်တင်ပေါင်တန်း100အပြောင်းရွှေ့နဲ့တူနာလီပေါ့နောက်ထပ်ခေတ်ထနေတဲ့သတင်းကကျွန်တော်စပါအသင်းဟာနယူကာဆယ်အီတလီကွင်းလေလို့ကျွန်တော်တိုနာလီကိုကလပ်စံချိန်တင်ဂျေးပေါင်တန်း100နဲ့ခေါ်ယူဖို့သဘောတူညီမှုရခဲ့ပါပြီကျွန်တော်တို့စပါအသင်းကကျွန်တော်ပေါင်92.5တန်းအဲ့တော့9.5တန်းနဲ့ညှိနှိုင်းနိုင်ခဲ့တာပါဒါစပါအသင်းအတွက်ကျွန်တော်ဝါဆန်ကွင်းလေလို့ဖာနန်ဒက်ကိုပေါင်85တန်းနဲ့ခေါ်ယူခဲ့ပြီးတဲ့နောက်ပိုင်းမှာဒီတစ်ပတ်အတွင်းဒုတိယအကြိမ်မြောက်ကလပ်စံချိန်တင်ပြောင်းရွှေ့ကြီးဖြစ်လာခဲ့တာပါကျွန်တော်ချက်စီးနဲ့ဇာဗီလိုဆိုရဲ့ပထမဆုံးအဝေတော်ကစားသမားဖြစ်တဲ့ပါလက်စတာရာကျွန်တော်ချက်စီးအသင်းကလည်းကျွန်တော်အတ္တလန်နာရဲ့အသက်22နှစ်အရွယ်ညာနောက်ခံလူပါလက်စတာရာကိုကျွန်တော်အဒွန်အပါဝင်ယူ55တန်းနဲ့ကျွန်တော်6နှစ်စာချုပ်ဆိုခေါ်ယူလိုက်ပါတယ်သူကနီးပြအသစ်ရှာဗီအလွန်ဆိုလက်ထက်မှာပထမဆုံးခေါ်ယူတဲ့ကစားသမားဖြစ်ပြီးတော့ပြီးခဲ့တဲ့ရာသီကက်ကလီရာကြီးမှာလည်းကျွန်တော်အငှားသွားကစားစဉ်ကလည်းစီးရီအကောင်းဆုံးနောက်ခံလူစုရခဲ့တယ်မှာကျွန်တော်ချက်စီးကတော့ပါလက်စတာရာပြင်ကျွန်တော်ပဲလီယာလာခရော့နဲ့ကျွန်တော်ဘလက်ကာနိုကချာဗရီယာတို့လိုကျွန်တော်ခံစမှုတွေပေါ့ထပ်မံပြီးတော့မျက်စိကျနေတယ်လို့လည်းသိရပါတယ်။မင်းညကစားခဲ့တဲ့ကျွန်တော်ဘယ်ဂျီယန်နဲ့စီနီဂေါပွဲတွေမှာကျွန်တော်ထရော့ဆန်နဲ့တယ်လီမန်ဟာကျွန်တော်ဘယ်ဂျီယန်အသင်းသားတွေကကျွန်တော်အချင်းများခဲ့ကြပါတယ်။ဘောလုံးဝင်းထဲမှာဒီလိုပါပဲကစားသမားတွေကကျွန်တော်ကိုအသင်းရှုံးနေခြင်းမှာနိုင်လို့စိတ်ပြင်းထန်တာကတော့ဒါသဘာဝပါပဲ။ဒီခဏတာအချင်းပြမှုကိုကျွန်တော်နီးပြရူဒီဂါစီယာဖြည့်ရှင်းပေးခဲ့ပါတယ်။သိမကြပါဘူးကျွန်တော်ပွဲပြီးကန်ဒီ89မိနစ်မှာတယ်လီမန်ကဂိုးသွင်းနိုင်ခဲ့ပါတယ်။ဒီဂိုးအတွက်ကျွန်တော်ထရော့ဆန်ဖန်တီးပေးခဲ့တာပါ။ဒီပြဿနာကိုဖြေရှင်းပေးခဲ့တဲ့ကျွန်တော်နီးပြကိုလည်းကျေးဇူးတင်ရမှာဖြစ်တယ်လို့သူတို့ရဲ့နိုင်လုံစိတ်တွေကိုလည်းကျွန်တော်ချီးကျူးရမှာပါအခုဒီကစားသမားနှစ်ဦးလည်းကျွန်တော်ပြန်ပြီးတော့အဆင်ပြေသွားကြပါပြီဒါပေါ်လုံးလောကရဲ့ပြအုပ်တစ်ခုဆိုရင်လည်းဒါမမားပါဘူးကဲရှေ့ကတင်ဆက်ခဲ့တဲ့ကျွန်တော်သတင်းတွေပြီးမှတော့ကျွန်တော်ဒီနေ့ကမ္ဘာဖလားပြိုင်ပွဲအလှပဆုံးနဲ့နှမျောဖို့ကောင်းဆုံးပုံရိပ်တစ်ခုအားလုံးမြင်တွေ့ခဲ့ကြမှာဒါကတော့ကျွန်တော်အင်္ဂလန်နဲ့ဒီယာကွန်ဂိုရဲ့ပွဲပြီးရပုံရိပ်လေးတွေပဲဖြစ်ပါတယ်သူတို့ကကမ္ဘာဖလားအိမ်မက်ကဒီနားမှာရက်တန့်သွားခဲ့ရပြီဖြစ်ပေမဲ့ကွန်ဂိုကစားသမားတွေကတော့ကျွန်တော်ခေါင်းကိုမော်ရင်ဘက်ကိုမော့ပြီးတော့ဂုံတိတ်ကအပြင်းနဲ့ပြန်ပွဲကိုနှုတ်ဆက်သွားခဲ့ပါတယ်။ပွဲပြီးခေယာတန်ဒီထွက်လာတဲ့အချိန်မှာကျွန်တော်တိုက်စစ်ကစားသမားဝီစာတယောက်ကတော့ကျွန်တော်စိတ်လှုပ်ရှားမှုမထိန်နိုင်တော့ပဲမျက်ရည်ကျခဲ့တယ်။ဒါပေမဲ့လည်းစီထွေးပါခဲ့မှုကလည်းကွန်ဂိုနိုင်ငံတော်အလောင်းကိုဝင်ကျော်စွာသူ့ကိုယ်မှာပတ်စင်ပြီးတော့ကျွန်တော်ဝင်းထဲမှာရှောက်သွားခဲ့ပါတယ်။ဒါဟာပွဲရှုံးသွားလို့အောင်ပွဲခံနေတာမျိုးလုံးဝမဟုတ်ပါဘူး။ကျွန်တော်တန်းနဲ့ချီတဲ့ကွန်ဂိုပြည်သူတွေရဲ့ကျွန်တော်နှလုံးသားကိုဖန်ဆားနိုင်ခဲ့တဲ့ကိုနိုင်ငံကိုအသင်းအတွက်ကျွန်တော်ရင်ထဲကလာတဲ့ဂုဏ်ယူမှုကိုကျွန်တော်တစ်ကမ္ဘာလုံးသိအောင်ဒါပြသလိုက်တာသူတို့ကသမိုင်းတစ်ပွဲမှာပြောက်ကွယ်နေတဲ့ဒီယာကွန်ဂိုအသင်းကိုကျွန်တော်ကမ္ဘာဖလားပြိုင်ပွဲကြီးစီကိုခေါ်ဆောင်လာခဲ့ပြီးနိုင်ပြီးတော့ကျွန်တော်တနိုင်ငံလုံးကိုစိတ်သက်ခွန်အားတွေပြီးသွားနိုင်ခဲ့တယ်ကျွန်တော်တစ်ကမ္ဘာလုံးကဘောလုံးလောကရဲ့လေးစားမှုကိုလည်းကျွန်တော်အပြည့်အဝရယူနိုင်ခဲ့တဲ့အသင်းတစ်သင်းလို့လည်းပြောလို့ရတယ်ဒါဟာအင်္ဂလန်အသင်းကကျွန်တော်ဟာရီကိန်းရဲ့ဂိုးတွေကြောင့်သာအနိုင်ရခဲ့တယ်ပါတကယ်လို့ကွန်ဂိုအသင်းကနိုင်သွားမယ်ဆိုရင်အင်္ဂလန်အသင်းညံ့လို့မဟုတ်ပါဘူးတကယ်တော့ကွန်ဂိုအသင်းကတကယ်ကိုကောင်းခဲ့တာအင်္ဂလန်လိုအသင်းကြီးကိုကျွန်တော်စမ်းကုန်တိုက်ပွဲဝင်ရင်းနဲ့ကျွန်တော်လမ်းခွဲခဲ့ရတာဒီလိုပြိုင်ပွဲကထွက်ခါခဲ့ရပြီမဲ့လေကျွန်တော်တို့ပြည်သက်တွေရဲ့ရင်ထဲမှာတော့သူတို့ရဲ့စစ်မှန်တဲ့စိတ်ဓာတ်တွေနဲ့ကျွန်တော်အောင်နိုင်သူတွေဖြစ်ထာဝရကြံရှိနေမှာသိရပါတယ်။ကဲဒါကတော့သူတို့ပြသသွားတဲ့စိတ်ကတကတကယ်ပဲလေးစားဖို့ကောင်းလာပါတယ်။ဘောလုံးဝါသနာရှင်တငယ်ချင်းတို့ရောကျွန်တော်တို့စပါးတင်းရဲ့ပေါင်တန်း100တဲ့တူနာလီပြောင်းရွှေ့ဟာဘယ်လိုဖြစ်မလဲ။ကွန်ဂိုတင်းရဲ့စိတ်ဓာတ်ပေါ်ဘယ်လိုမြင်ကြလဲ။အားလုံးပဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့